အခြေခံအင်္ဂလိပ်စကားပြောလေ့လာသူတိုင်းအတွက်အကောင်းဆုံးလက်ဆွဲစာအုပ်တဲ့ Day 1 ကိုမျက်နှာဖတ်ပြမယ်နော် Daily Useful English Question နဲ့ What is your name? What is your name? မင်းနာမည်ဘယ်လိုခေါ်လဲ My name is မူလေးလေ My name is မူလေးလေအမှကိုနာမည်ကိုထည့်ပါငါနာမည်ကဘသူဖြစ်ပါတယ်ပေါ့နော် How old are you? How old are you? မင်းအသက်ဘယ်လောက်ရှိပြီလဲ I'm 20 years old. I'm 20 years old. အဲ့ဒီမှာကိုယ့်အသက်ကိုထည့် I'm 27 years old. I'm 27 years old. နံပါတ်3ကျတော့ Where are you from? Where are you from? မင်းကဘယ်ကလဲ Where are you from? မင်းကဘယ်ကလဲဆိုလို့ရှိရင်ကိုကမြန်မာပြည်မှာပေါ့နော်ကျမကမြန်မာပြည်ကပါ I am from Myanmar. I am from Myanmar. ကျမကမြန်မာပြည်ကပါနံပါတ်4ကကျတော့ How many people are in your family? How many people are in your family? မင်းမမိသားစုဝင်ဘယ်နှယောက်ရှိလဲပေါ့နော်မင်းမမိသားစုဝင်ဘယ်နှယောက်ရှိလဲ There are 5 people in my family. There are 5 people in my family. ငါမမိသားစုဝင်9ယောက်ရှိတယ်ပေါ့နော် Do you have any brother and sister? Do you have any brother and sister? မင်းမပေါ့နော်ညီကိုမောင်မတွေရှိလားညီကိုမောင်မဘယ်နှယောက်ရှိလဲပေါ့နော်အဲ့လိုမျိုးမေးတာဖြစ်တယ်အမှ Do you have any sibling အဲ့လိုမျိုးပြောလိုက်ရတယ်နော် Yes, I have 2 brother. Yes, I have 2 brother ငါမှာအကို2ယောက်ရှိတယ် Yes ဆိုတာဟုတ်ကဲ့ပေါ့နော်ငါမှာအကို2ယောက်ရှိတယ်အဲ့ဒီမှာကိုမောင်မဘယ်နှယောက်ရှိလဲထဲပေါ့နော်မူလေးမဆို I had 1 elder brother, 1 younger brother, 2 elder sister ရှိပါတယ်မူလေးမဆိုမနော်နောက်တော့ What does your father do? မင်းအဖေကဘာအလုပ်လုပ်လဲ6 What does your father do? မင်းအဖေဘာအလုပ်လုပ်လဲအမကိုအဖေလုပ်တာကိုထဲပေါ့နော် My father is a doctor. My father is a doctor. ကျွန်တော်အဖေကဒေါက်တာပါတဲ့ဒေါက်တာတယောက်ပါဆရာဝန်တယောက်ပါပေါ့နော် What does your mother do? နံပါတ်9ကျတော့ What does your mother do? မင်းအမေကဘာအလုပ်လုပ်လဲတဲ့ What does your mother do? မင်းအမေကဘာအလုပ်လုပ်လဲဆိုတော့ My mother is an engineer. My mother is an engineer. ကျွန်တော်အမေက engineer တယောက်ပါတဲ့ My mother is an engineer. ကျွန်တော်အမေက engineer တယောက်ပါ engineer တယောက်ပါဘောနော်ဒီမှာကိုအမေအလုပ်လုပ်တာကိုထည့်ပါဒီမှာနော်ဒါက day 1လေးပဲဖြစ်ပါတယ်နေ့စဉ်ပုံမှန်လေးတစ်မျက်နှာ2မျက်နှာပုံမှန်လေးဖတ်ပြပါမယ်ရှင့်ကျေးဇူးတင်ပါတယ်